အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ဒီ HR knowledge အနေနဲ့ကို business English အနေနဲ့ကိုတစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင်လို့ sentence လေးတစ်ခုအကြောင်းကိုပြပြမယ်အဲ့ဒါလေးကဘာလဲဆိုတော့capable of working in fast paced environment လို့ခေါ်ပါတယ်ပေါ့နော်ဒီ sentence လေးကို CV ထဲမှာရေးထားပြီးမဲ့တကယ်မူရင်းအတိတ်တွေကဘာကိုဆိုလိုတာလဲပေါ့ဆိုတော့fast pace environment ဆိုတာကဒီအလုပ်တွေမြန်ဆန်ပြောင်းလဲနေပြီး deadline တင်းကြပ်နဲ့အလုပ်တွေအများကြီးကိုတပြိုင်နက်တည်း tax တွေအများကြီးကိုတပြိုင်နက်တည်းလုပ်ရတဲ့ workplace မျိုးကိုဆိုလိုတာဖြစ်ပါတယ်ဒီလို workplace မှာအလုပ်လုပ်နိုင်ဖို့ဆိုလို့ရှိရင် skills တွေအများကြီးလိုအပ်တယ်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ time management လို့ခေါ်ရဲအချိန်ကိုစနစ်တကျစီမံခန့်ခွဲတတ်မှုနောက်ထပ်တစ်ခုကကြတော့prioritization လို့ခေါ်တဲ့အရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးပြီးတော့မှလုပ်တတ်တဲ့ skills ပေါ့နောက်တစ်ခုဆိုလို့ရှိရင် multitasking လို့ခေါ်တဲ့ဒီအလုပ်တွေအများကြီးကိုတပြိုင်နက်တည်းပြီးအောင်လုပ်တတ်တဲ့အရေးချင်းနောက်တစ်ခုကိုပြောပါဆိုလို့ရှိရင်ကြတော့ဘာလဲဆိုတော့ stress management လို့ခေါ်တဲ့ဒီ pressure တွေပေါ့နော် pressure တွေအများကြီးရှိရဲဒါပေမဲ့အဲ့ဒီ pressure တွေအများကြီးရဲ့အောက်မှာကိုယ့်ရဲ့ performance ကိုမကျသွားအောင်လို့လုပ်နိုင်တဲ့အရေးအချင်းနောက်တစ်ခု adaptability ပေါ့နော် adaptability ကကြတော့ဘာလဲဆိုလို့ရှိရင်သူကကြတော့ဒီပြောင်းလဲနေတဲ့ပြောင်းလဲမှုတွေမြန်ဆန်ပြောင်းလဲနေအဲ့ပြောင်းလဲမှုတွေအပေါ်မှာမြန်ဆန်နဲ့စီမျောပြီးလာရောညှိတွေလုပ်နိုင်တဲ့ skills မျိုးတွေလိုအပ်ပါတယ်ပြဿနာကဘာလဲဆိုတော့ candidate တွေတော်တော်များများကဒီ sentence တွေကို CV ထဲမှာလို့ရေးထားတယ်ဒါပေမဲ့တကယ် interview ကြလို့ရှိရင်သူတို့တွေ practical example တွေမပေးနိုင်ကြပါဘူးပေါ့နော်မပေးနိုင်ကြဘူးဒါကြောင့်မို့လို့ဒီ sentence တွေကို CV ထဲမှာရေးမယ်သုံးမယ်ဆိုလို့ရှိရင်တကယ် busy situation မှာဘယ်လိုမျိုး handle လုပ်ခဲ့တယ်ဘယ်လိုမျိုး manage လုပ်ခဲ့ပါတယ်ဆိုတော့ real example တစ်ခုကိုလည်း prepare လုပ်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့remember don't just say it prove it and follow for more HR knowledge thank you so much see you in the next video